ဒါမှတော့ရောက်နေရသူတို့ရတကယ်တော်ကြီးတယ်မှာအဲ့ဒါစီကင်းနေလေကားလေးနော်ကားလေးကြတော့လေကျွန်တော်တို့ကဝက်လေတယ်တချို့လူတွေကိုကြားတော့စလိစုံနန်းလို့တချို့လူတွေကြားတော့စလိတ်ကလေးပြေးတော့သွားဝယ်ပေးတာဒါပဲလေဒီလားကျွန်တော်စောင့်နေတဲ့လူတယောက်ရှိတယ်ပြမယ်ကိုလုံးဝမ်းသာစရာတဲ့မှာလာပြီနေရောစုံတီကြည့်ကြတော့သူလဲဆိုတော့ဇွန်ယိုနီလေးလဲမရှိတော့ရှိတယ်ဒီမှာဇွန်ယိုနီလေးလာပြီယူစားအောင်ဒီပါဘယ်တော့မှတာမသွားပဲလူစားတာပါအဲ့လိုလေရှောက်သွားနေတယ်စိတ်ပြေလက်ပြောက်လိုပဲပြောတယ်တော့ကော်ဖီလည်းမရောင်းနိုင်ဘူးပြပါကောင်းနေရှောက်မဇွန်ယိုနီဆိုတာလေးတို့ပြောတာချူလိုက်မယ်နော်အယူလျာအနေအောင်လေးနဲ့ဇွန်ယိုနီကူအောင်တော့မလို့ပါခင်ဗျာဇွန်ယိုနီလေးတွေတော့ကူမလို့ပါတွားရှူယူ